စွာရှင်လေခဲ့တာမျက်နှာနွယ်လို့လူအများသိတာတနာကျင်တာစေတနာတရားများနဲ့မိခင်တယောက်လိုစိတ်ပူရတဲ့သောကဝေဒနာလူပြည်မှာရှိတဲ့မြမတော်များကိုလွှမ်းစိုတန်းတာတရိယာလိုပြန်ခဲ့စေချင်တာပြန်လာခဲ့ပါပြန်လာခဲ့ပါလူပြည်တွားတဲ့မြမတော်များပြန်ခဲ့စေချင်တာဘဝပေါင်းများစွာရှင်လေခဲ့တာမျက်နှာနွယ်လို့လူများကြည့်တာတနာကျင်တာစေတနာတရားများနဲ့မိခင်တယောက်လိုစိတ်ပူရတဲ့သောကဝေဒနာလူပြည်မှာရှိတဲ့မြမတော်များကိုလွှမ်းစိုတန်းတာရလို့ပြန်ခဲ့စေချင်တာပြန်လာခဲ့ပါပြန်လာခဲ့ပါလူပြည်တွားတဲ့မြမတော်များပြန်ခဲ့စေချင်တာမိုးကုတ်မြို့သူစိတ်ထားပြူစင်သူကြည်ပြူစိတ်ထားတရားများနဲ့လှပစမ်းကြညာနာနွယ်အများသူငါအကျိုးအတွက်အသက်ကိုမငဲ့ကွယ်မြို့ရွာလက်ရာဗျာများကိုပြူရင်တိဆောက်သူလူပြည်သွားတယ်မောင်ငယ်လေးလွှမ်းစိုတန်းတာတရိယာလို့နေစဉ်အမြဲပါပြန်လာခဲ့ပါပြန်လာခဲ့ပါလူပြည်တွားတဲ့မောင်ငယ်လေးပြန်ခဲ့စေချင်တာဘဝပေါင်းများစွာရှင်လေခဲ့တာမျက်နှာနွယ်လို့လူများကြည့်တာတနာကျင်တာစေတနာတရားများနဲ့မိခင်တယောက်လိုစိတ်ပူရတဲ့သောကဝေဒနာလူပြည်မှာရှိတဲ့မြမတော်များကိုလွှမ်းစိုတန်းတာတရိယာလို့ပြန်ခဲ့စေချင်တာပြန်လာခဲ့ပါပြန်လာခဲ့ပါလူပြည်တွားတဲ့မြမတော်များပြန်ခဲ့စေချင်တာမိုးကုတ်မြို့သူစိတ်ထားပြူစင်သူကြည်ပြူစိတ်ထားတရားများနဲ့လှပစမ်းကြညာနာနွယ်
အများစုငါအကျိုးအတွက်အသက်ကိုမငဲ့ကွယ်မြို့ရွာလက်ရာဗျာများကိုပြုရင်ဒီဆောက်သူလူပြည်သွားတယ်မောင်ငယ်လေးလွှတ်စောတန်းတာတတိယလို့နေစဉ်အမြဲပါပြန်လာခဲ့ပါပြန်လာခဲ့ပါလူပြည်သွားတဲ့မောင်ငယ်လေးပြန်ခဲ့စီခြင်းလား